ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေနေရတော့မြန်မာ Convention Center MCC ခန်းမမှာကျင်းပပြုလုပ်လျက်ရှိတဲ့ STI မြန်မာ University ရဲ့ Youth Fanfare 2016 Day Runner Music Festival ပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာဒီပွဲဟာဆိုရင် STI မြန်မာ University ရဲ့ Fanfare ပွဲဖြစ်ပြီးတော့အခြားပျော်ရွှင်စရာအစီအစဉ်ကောင်းများစွာလည်းပါဝင်ပါသေးတယ်ခင်ဗျာပရိသတ်များကလည်းပျော်ရွှင်စရာအစီအစဉ်ကောင်းများစွာနဲ့ STI University ရဲ့ Youth Fanfare 2016 ခန်းနားကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုအားပေးဖို့ဖိတ်ခေါ်လိုက်ပါခင်ဗျာပရိသတ်များခင်ဗျာ STI မြန်မာ University ရဲ့ Youth Fanfare 2016 ကို MCC ခန်းမမှာစီကာတိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။အခုကျင်းပပြုလုပ်တဲ့ Fanfare ပွဲအခမ်းအနားကို STI မြန်မာ University မှတာဝန်ရှိသူများကျောင်းသားကျောင်းသူများပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ကဏ္ဍပြပြအောင်မြင်စေရန်အတွက် STI မြန်မာ University ကလိုအပ်တာများဖြည့်ဆည်းပေးပြီးကျောင်းသားလူငယ်များကဦးဆောင်ပြီးအချင်းချင်းညှိနှိုင်းတိုင်ပင်ကဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ဒီ STI ကနေပျော်ပွဲရွှင်ပွဲခန္ဓာပြုလုပ်ဖြစ်ခဲ့ပုံကတော့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Managing Director ပေါ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကျောင်းသားတွေကိုပေါ့နော်ဒီစာကြီးပဲမဟုတ်ဘူးပေါ့ပျော်ပွဲရွှင်ပွဲလေးတွေဖြစ်အောင်ပြီးတော့ကျောင်းသားတွေ relaxation လည်းဖြစ်အောင်အပြင်ကကျောင်းသားတွေအနေနဲ့လည်းကျောင်းမှာဒီလိုမျိုးကြီးပဲမဟုတ်ဘူးစာကြီးပဲမဟုတ်ဘူးပျော်ပွဲရွှင်ပွဲလေးတွေရှိတယ်ဆိုတာလေးကိုကျွန်တော်တို့ကပြချင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကျောင်းသားတွေရဲ့ organizer ပေါ့နော်ကျွန်တော်တို့ခန့်မှန်းခြေရောက်30လောက်ရှိတယ်ပေါ့နော်အဲ့ဒါတွေရဲ့ leading skill ကိုပြချင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီပွဲလေးကိုပြုလုပ်တာပါဟုတ်ကဲ့ဒီကျောင်းကနေပြီးတော့ပေါ့နော် STI ကနေ fanfare ပြုလုပ်ပြီးတာကျွန်တော်ကျောင်းစပြီးတီထောင်နေရကျွန်တော်စလုပ်ပေးခဲ့ပါတယ် fanfare တစ်ခုတည်းမဟုတ်ဘူးပေါ့နော်ကျွန်တော် fresher welcome နေလည်းလုပ်ပေးတယ်ကျွန်တော်မှတ်မိသလောက် fanfare ကခုနဲ့ဆိုကျွန်တော်3ချိန်ရှိပါပြီခင်ဗျဟုတ်ဟုတ်ကျောင်းကပေါ့ပါလေးပြင်တော့ပေါ့နော်စာလဲလုပ်ပြီးတော့ပျော်ပွဲရှင်မဲလေးလည်းလုပ်ဆိုရဲပုံစံမျိုးနဲ့စီစဉ်ပြီးတော့ကျွန်တော်တို့ကဘာပြောပေါ့အခုလာရတဲ့မှာကျွန်တော်ဆောင်းပွဲပြီးွားတဲ့ဥစ္စာတွေလည်းပါတယ်ကျောင်းသားတွေလည်းဆိုတော့တို့ကဘာပြောတို့လည်းဒီဟာလေးကိုလာပြီးတော့ပျော်လိုက်ရှင်လိုက်ရတဲ့ relax ဖြစ်တယ်ကျွန်တော်တို့အနေနဲ့လည်းဒီလိုပျော်ပွဲရှင်မဲလေးတစ်ခုကိုလာပြီးဆင်နွှဲရတဲ့အတွက်ဘယ်လိုပြောမလဲစာမှာဖိစီးနေတဲ့စိတ်ပေါ့နော်နည်းနည်းပြေလျော့သွားတယ်လို့ခံစားရတယ်ဟုတ်ခန်းနာစတင်ဖွင့်လှစ်ပြီးချိန်မှာတော့ဖျော်ဖြေအစီအစဉ်များစတင်ခဲ့ပါတယ်။ DJ သချင်းများ K-pop သချင်းများနဲ့ကပြဖျော်ဖြေခြင်း Beat ပေါက်နဲ့ဖျော်ဖြေခြင်းတေးသချင်းများသီဆိုခြင်းမျက်လှည့်ပညာရည်များနဲ့ဖျော်ဖြေခြင်းတို့နဲ့အတင်ဆက်ခဲ့ပါတယ်။အခုပွဲခန်းနာဆိုရင်ကျောင်းသားကျောင်းသူများအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်တတ်တဲ့စွမ်းရည်တိုးတက်လာစေရန်နဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များကိုမှန်ကန်အောင်မြင်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး STI မြန်မာ University မှတာဝန်ရှိသူများကလိုအပ်တာများဖြည့်ဆည်းကလှုပ်ဆောင်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။မလေးမင်္ဂလာပါဟုတ်ကဲ့ကိုမင်္ဂလာပါရှင်ညီမလေးနာမည်နဲ့ညီမလေး STI မြန်မာ University မှာတက်ရောက်နေတဲ့အတန်းနဲ့မိတ်ဆက်ပေးပါဦးဟုတ်ညီမနာမည်ရွှေယူပါပါညီမဒီမှာတက်ရောက်နေတဲ့အတန်းကကြတော့ BBA ပေါ့နော်ဒါက business ပိုင်းတက်ရောက်နေတာအဲ့မှာ first year ကိုပညာသင်ကြားနေတာဖြစ်ပါတယ်ဟုတ်ကဲ့ညီမ10တန်းပြီးတော့ပေါ့နော်ဒီစီးပွားရေးကိုတက်ချင်တဲ့အခါကျတော့ဒီကျောင်းကအခွင့်အရေးလည်းအများကြီးရှိရပေါ့နော်နိုင်ငံခြားဘွဲကိုလည်းပြောရမယ်ဆိုအင်္ဂလန်တို့ဘာတို့ကအဲ့လိုမျိုးနေရာဘွဲမျိုးလည်းရမယ်ပေါ့နော်နိုင်ငံခြားကိုသွားမတက်ဘဲနဲ့ပြည်တွင်းမှာပဲကိုမိသားစုနဲ့နွေးနွေးထွေးထွေးနေပြီးတော့တက်ရမယ်ဟာမျိုးဆိုတော့ညီမဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးမခံချင်တာနဲ့ဒီကျောင်းမှာတက်ဖြစ်တယ်ပြီးတော့ဒီကျောင်းမှာじゃပညာရေးပိုင်းနဲ့ scholarship တွေ internship တွေပေးရဆိုတာကြတော့စိတ်ဝင်စားလို့တက်ဖြစ်တာပါရှင်ဟုတ်ညီမအနေနဲ့တော့အရန်ကောင်းပါတယ်အဲဆိုကျောင်းသားတွေအနေနဲ့ဒီလိုမျိုးစာတွေနဲ့လုပ်ပြီးတဲ့အခါမှာပေါ့နော် relax ဖြစ်တာပေါ့ပြောချင်ကျောင်းသားတွေကလည်းပြောချင်တယ်ဆိုတော့ဆရာမတို့တောင်းဆိုတယ်ဆရာမတွေကလည်းကျောင်းသားတွေရဲ့စိတ်အားစိတ်အားဖြည့်အောင်ဆိုပြီးတော့အဲ့လိုမျိုးစီစဉ်ပေးတာပေါ့နော်ပြီးတော့ညီမအနေနဲ့ဒီလိုမျိုးလုပ်တဲ့အခါကျတန်ငယ်ချင်းတွေချင်းဆိုတာကပါတော့စီးလုံးမှုလည်းရတယ်ပေါ့နော်ပြီးတော့ကျောင်းသားတွေအနေနဲ့ကျောင်းကနေတကူးတခါစီစဉ်ပေးလာဖြစ်တဲ့အတွက် leadership skill ပေါ့ဒီလိုမျိုးစူးစီးလုံးနိုင်တာဥဆောင်ပြီးလုံးနိုင်တဲ့အရေးရှင်းတွေရတဲ့အတွက်ညီမအရန်ကိုဒီလိုပွဲမျိုးချင်းမှာဂုဏ်ယူဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ရှင်ဟုတ်ခ
န္ဓာကိုကျောင်းသားလူငယ်များပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ပြီးပျော်ရွှင်ပွဲဂိမ်းဖူးများလက်ဆက်ပြီးဈေးနှုန်းချိုသားတဲ့ food outlet များလည်းဖွင့်လှစ်ပေးထားပါတယ်။မင်္ဂလာပါခင်ဗျ။ မင်္ဂလာပါ မတို့ SDI မြန်မာ University မှာဖွင့်လှစ်သင်ကြားလျက်ရှိတဲ့သင်တန်းတွေနဲ့မိတ်ဆက်ပေးပါအောင်ခင်ဗျ။ ဟုတ်ကဲ့ SDI မြန်မာ University မှာ Business Engineering Teacher Training Program Health Science Program များကိုဘွဲ့ကြိုဘွဲ့လွန်သင်တန်းများအထိပို့ချသင်ကြားပေးနေတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါမ SDI မြန်မာ University ကိုတက်ရောက်ဖို့အတွက်ဘယ်လိုပညာအရေးချင်းတွေရှိဖို့လိုအပ်တယ်ဆိုတာပြောပြပေးပါဦး ဟုတ်ကဲ့ဘွဲ့ကြိုသင်တန်းတွေတက်ရောက်ဖို့ဆိုလို့ရှိရင်တော့အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်အောင်မြင်ပြီးသူသို့မဟုတ် GCE O level အောင်မြင်ပြီးသူဖြစ်ရပါမယ်။ ဟုတ်ကဲ့ပါ SDI မြန်မာ University ကနေဘွဲ့ရရှိခဲ့တဲ့သူတွေကဘယ်နိုင်ငံရဲ့အတိအမှတ်ပြုလက်မှတ်တွေကိုရရှိပဲလဲဆိုတာပြောပြပေးပါဦးခင်ဗျ။ ဟုတ်ကဲ့ SDI မြန်မာ University မှာဘွဲ့ကြိုဘွဲ့လွန်သင်တန်းများကိုအောင်မြင်ပြီးစီးတဲ့သူတွေက UK အင်္ဂလန်နိုင်ငံ UK တက္ကသိုလ်ဖြစ်တဲ့ University of Bedfordshire နဲ့ The Open University of Hong Kong နောက်တစ်ခါ SKU ကိုရီးယားတက္ကသိုလ်များရဲ့ဘွဲ့ကြိုဘွဲ့လွန်ဒီဂရီများကိုရရှိမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ SDI မြန်မာ University ကနေထူးချွန်စွာဘွဲ့ရရှိခဲ့တဲ့ကျောင်းသားတွေကလုပ်ငန်းခွင်နယ်ပယ်အတွင်းဝင်ရောက်တဲ့အခါဘယ်လိုအခွင့်အလမ်းမျိုးတွေရရှိစေတယ်လဲဆိုတော့ပြောပြပေးပါဦးခင်ဗျ။ ဟုတ်ကဲ့ SDI မြန်မာ University မှာဒီအောင်မြင်ပြီးစီးသွားတဲ့ကျောင်းသူကျောင်းသားများဟာအခုလက်ရှိမှာဆိုလို့ရှိရင်လည်းဒီ Business Engineering နယ်ပယ်အသီးသီးမှာကောင်းမွန်တဲ့လစာများနဲ့လုပ်ငန်းခွင်ကိုဝင်ရောက်လို့ရပါတယ်သူတို့ကကျောင်းမပြီးခင်ကတည်းကဒုတိယနှစ်မှာကတည်းကဒီကျောင်းကနေပြီးတော့ placement တွေ internship တွေစီစဉ်ပေးထားတာရှိပါတယ်အဲ့တော့သူတို့ကကျောင်းတက်နေစဉ်အတော်အတွင်းမှာပဲလုပ်ငန်းခွင်ရဲ့အတွေ့အကြုံကိုရယူနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုပဲဒီ partner တက္ကသိုလ်တွေရဲ့ကျောင်းသူကျောင်းသားတွေက SDI မှာလာပြီးတော့ internship program တွေလာရောက်ပြီးတော့ဆင်းနေတာရှိပါတယ်အခုဆိုလို့ရှိရင်ဟောင်ကောင်တက္ကသိုလ်ကကျောင်းသူကျောင်းသားများဟာ SDI မှာရှိတဲ့ကျောင်းသူကျောင်းသားများနဲ့ပူးပေါင်းပြီးတော့လာရောက်ပြီးတော့ student exchange faculty exchange program များကိုလည်းစီစဉ်ထားတာရှိပါတယ်အခုလိုကျွန်တော်တို့သိလို့သမားတွေကိုဖြေကြားပေးတဲ့အမားကိုကျွန်တော်တို့ MRT ဖိုးကနေကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာဟုတ်ကဲ့အမားကလည်း SDI မြန်မာ University နဲ့ SDI မြန်မာ University ရဲ့ Student Council ကိုစားအခုဒီကနေ့အခမ်းအနားလေး Youth Fan Fest အခမ်းအနားလေးမှာအခုလိုလာရောက်မေးမြန်းပေးတဲ့ MRTV4 ကိုထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်ဒါအပြင် Mr. Miss ရွေးချယ်ပွဲလည်းပြုလုပ်ခဲ့ပြီးကျောင်းသားလူငယ်များမှလည်းတခဲနဲ့အားပေးခဲ့ကြပါတယ်။ပရိသတ်များခင်ဗျာ SDI မြန်မာ University အနေနဲ့အခုလိုမျိုးကျောင်းသားတွေအတွက် Fan Fair ပွဲအခမ်းအနားပြုလုပ်ပေးခြင်းအပြင်ကျောင်းသားများအနေနဲ့ကျောင်းသားများလေ့လာထားတဲ့စိတ်ဖိစီးမှုများပြေပြောင်းစေနိုင်ပြီးအဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှုများဥဆောင်နိုင်စွမ်းများမြင့်တက်လာစေနိုင်မှာပဲဖြစ်ပါတယ်။ပရိသတ်များလည်းအခုကျွန်တော်တို့ရိုက်ကူးတင်ဆက်ပေးလိုက်တဲ့ SDI မြန်မာ University ရဲ့ Youth Fan Fair 2016 ပွဲအခမ်းအနားကိုကြည့်ရှုပြီးကျောင်းသားကျောင်းသူများရဲ့အပျော်များကူးစက်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ